ကျွန်တော်အခုဒီ ache လို့ပြောမှာเนาะဒီ ache ဒီကောင်က ache ဆိုပြီးခါခွေးတန်နဲ့အဆုံးသက်ပေးရမယ်ပေါ့နော် ache ဆိုတာကကြိုက်ခဲမှုပြောပါเนาะကျွန်တော်ကြိုက်ခဲမှုဘာလို့ခေါ်လဲဆိုတော့ ache လို့ခေါ်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတော့သူကပေါင်းဆက်ပြီးသုံးတယ်ပေါ့နော်စလုံးလေးတွေကိုသူကပေါင်းဆက်ပြီးသုံးတယ်ပေါ့အဲ့တော့ဒီမှာဘာရှိလဲလို့ပြောနံပါတ်1မှာကျွန်တော်အားလုံးပေါင်း9လုံးပေါ့နော်ဒီကြိုက်ခဲမှုပတ်သက်တဲ့စလုံးလေး9လုံးကိုဘူးသူရအနေနဲ့ပြောပြသွားမှာဖြစ်တယ်ပေါ့နော်โอเคအခုဒီမှာ HEAD head ဆိုတာကဥကောင်းရဲ့အနောက်မှာဒီ ache လေးထည့်လိုက်လို့ရှိရင်ကျွန်တော်ဥကောင်းကြိုက်ခဲတာဖြစ်သွားတော့ခေါင်းကြိုက်တာပေါ့နော် headache ဆိုတာခေါင်းကြိုက်တာဒါပေမဲ့ ache ကဘာဖြစ်သွားလဲဆိုတော့ဒီ D ကလာချိတ်လိုက်တဲ့ကြောင့်မလို့ dake ဖြစ်သွားတယ်နော် headache နော် headache နော်ခေါင်းကြိုက်တာပေါ့နော် headache နောက်ပြီးဒီမှာ back ဆိုတာကကျွန်တော်တို့ကြောကုန်းတွေခါးတွေကိုခါးဘက်ချမ်းကြောဘက်ချမ်းကို back လို့ခေါ်တယ်ပေါ့နော် okay အဲ့တော့ back kick လို့ပြောလို့ရှိရင်ကျွန်တော်ခါးကြိုက်တာပေါ့နော်အဲ့တော့ခါးကြိုက်တာကို back kick လို့ခေါ်တယ်ပေါ့နော် back kick နော်ဒီ K ကဝင်သွားမယ်နော် ache နေရာမှာ K ကို back kick ဖြစ်သွားမယ် kick နော် back kick နော်ခါးကြိုက်တာနောက်ပြီးမှ tooth နော် tooth ဆိုတာကသွားကိုပြောတာသွားရဲ့နောက်မှာ ache ထည့်လိုက်တယ်အဲ့တော့သွားကြိုက်တာဖြစ်သွားတယ်ဒါပေမဲ့ toothache အတန်ထွက်က toothache နော်သွားကြိုက်တာနော် okay နောက်တစ်ခု ear ဆိုတာကနားပေါ့နောက်ပြီးနားကြိုက်တာကိုကျွန်တော်ပြောတော့မယ် ear rake ဒီ R ဝင်သွားတော့ rake ဖြစ်သွားတယ် earache နော်နားကြိုက်တာကို earache လို့ခေါ်တယ်ပေါ့နော် okay နောက်တစ်ခု stomach ဒီမှာလဲခါခွေးတန်ပဲနော်ဒီအစာအိမ်နော်အစာအိမ်ကိုဘာလို့ခေါ်လဲဆိုရင် stomach လို့ခေါ်ပါတော့ one bite တို့ပါလို့အစာအိမ်ကို one bite ကို stomach လို့ခေါ်တယ်ပေါ့နော်ဒီမှာခအတန်နဲ့ဆုံးတယ်နော်အဲ့ဒါကိုမှ ache လေးပေါင်းလိုက်တယ်အဲ့တော့ stomach ache နော် stomach ache လို့ပြောနော် stomach ache နော် stomach ache နော်ဘိုင်းအောင်တာပေါ့နော် stomach ache ဆိုတာကဘိုင်းအောင်တာ stomach ache ဘိုင်းအောင်တာပြောတာအဲ့တော့ဒီ ache နဲ့ပတ်သက်ပြီးတော့เนาะဒီကြိုက်တာနာတာကြိုက်ခဲမှုနဲ့ပတ်သက်ပြီး၅လုံးကိုအခြေခံကြကြမှတ်ထားပေးရမယ် headache ခေါင်းကြိုက်တာ backache ခါကြိုက်တာ toothache သွားကြိုက်တာ earache နားကြိုက်တာ stomachache เนาะအစာအိမ်နာတာเนาะဝိုင်းပိုက်အောင်တာပေါ့เนาะ okay ရမယ်လို့ထင်ပါတယ်ကျေးဇူးပါခင်ဗျ